လေးတယောက်ကသူ့ကြောဘက်မှာကြားကောင်လိုတောင်ပန်တွေကိုတစ်စက်ခုနှစ်လုံးဖုံးကွယ်ထားခဲ့တယ်ဒီအကြောင်းကြောင့်မှာလူကြိုက်များဆုံးမိန်းကလေးကိုတော့ချစ်ခွင့်မပေးခဲ့ဘူးသူတို့နီးကပ်လာတိုင်းသူ့ကြောဘက်ကမီးလောင်တယ်လို့ပြင်းပြင်းထန်ထန်နာလာတယ်အဲ့ဒီတောင်ပန်တွေထွက်လာတော့မလို့ဖြစ်နေတယ်လို့ပဲအားလုံးကတစ်စက်ခုနှစ်အရင်ကစတင်ခဲ့တာသူကကိုတက်စေကိုပြားပေါ်ကိုဖျက်လိုက်တယ်ပြားကချက်ချင်းပုံဖြစ်သွားပြီးလေထဲကနေသူ့ပါစက်ထဲဝင်သွားတယ်နောက်နေ့မှာသူ့ကြောမှာတောင်ပန်တွေပေါက်လာတဲ့သူအရန်ကြောက်ပြီးနှစ်တွေကြာအောင်ဖုံးကွယ်ဖို့စူးစမ်းခဲ့တယ်သူ့ချိုးဝက်ချက်ကိုဘယ်သူမှမသိစေချင်ခဲ့ဘူးလူတွေကထုတ်ပယ်ခံရမလားဒါမှမဟုတ်စမ်းတက်ခံထဲမှာပိတ်ထားခံရမလားဆိုပြီးကြောက်နေခဲ့တယ်အဲ့ဒီနေ့မှာလည်းလူကြိုက်များဆုံးမိန်းကလေးရဲ့ချင်းဆိုဖိတ်ခေါ်မှုကိုထပ်ပြီးပယ်ချခဲ့တယ်ဒါပေမဲ့သူမကသူ့အခန်းတကားရှိမှထိုင်ပြီးမထွက်သွားဘူးသူဘာတွေကြုံနေရတယ်လဲဆိုတာမဆိုပဲသူနဲ့တူရှိချင်တယ်လို့ပြောတယ်အဲ့ဒီစကားကြားပြီးသူမှန်တကယ်ထိခိုက်သွားတယ်နောက်ဆုံးမှာသူမနဲ့ရုပ်ရှင်ကြည့်ဖို့သဘောတူလိုက်တယ်သူတို့နှစ်ယောက်လမ်းလျှောက်သွားပြီးအချစ်ဆက်လန်းလို့ဖြစ်နေကြတယ်ဒါပေမဲ့တယောက်ကသူတို့ကိုလိုက်နေတယ်ဆိုတာမသိခဲ့ဘူးရုပ်ရှင်ရုံထဲမှာသူမကအချိုရည်ကိုကိုပေါ်လောင်းသွားတယ်တန်ရှင်းဖို့အိမ်သာထဲသွားတယ်သူမထွက်သွားပြီးမကြခင်မှာပဲအခန်းတစ်ခုလုံးအမောင်ကျသွားတယ်ဝန်ထမ်းတယောက်ပြေးဝင်လာပြီးအားလုံးကိုထွက်ဖို့អော်နေတယ်ဒါပေမဲ့စကားမပြီးခင်မှာပဲတရဝါတကောင်ကသူ့ရင်ဘက်ကိုတိုက်ထိုးသွားတယ်လူတွေကြောက်ပြီးအကုန်ကြီးကြတယ်ဒါပေမဲ့တရဝါကသူ့ကိုတိုက်ရိုက်လိုက်လာတယ်သူမြေပြင်ပေါ်မှာထိုင်ပြီးကြောက်ရွံ့စွာကြည့်နေတယ်အဲ့ဒီအရာကလက်တွေမှာကတုတ်လိုလှိတန်းတန်းတွေရှိတယ်သူ့ကိုအစားအစာလိုပြစ်မှတ်ထားပြီးအသက်ရှင်နေတဲ့စားချင်နေတဲ့ထွက်ပြေးနေတော့မှအိမ်သာထဲကထွက်လာတဲ့မိန်းကလေးနဲ့တိုက်မိတယ်တရဝါကသူမဝင်ကြတာကိုမြင်ပြီးဒေါသထွက်ကတိုက်ခိုက်တယ်သူမကိုပြင်းပေါက်ကနေလှုပ်ပစ်ပြီးအဆောက်အဦအောက်ကိုကျစေတယ်သူမစင်စားပဲလိုက်ခုန်ပြီးသူမကိုဖမ်းလိုက်တဲ့အောက်မှာလူတွေဖုန်းနဲ့ရိုက်နေကြပေမဲ့သူ့ချိုးဝက်ချက်ပောက်ကွဲမယ်ဆိုရင်တော့သူမလန့်ဘူးသူမကဘလို့ပဲဖြစ်ဖြစ်မထားတော့ဘူးလို့ပြောခဲ့တာကြောင့်သူတစ်ချက်တည်းမနှောက်ယှက်ပဲဆုံးဖြတ်လိုက်တယ်သူ့တောင်ပန်တွေဖြန့်ပြီးနှစ်ယောက်လုံးကိုလေထဲမှာထိန်းထားလိုက်တယ်ဒါပေမဲ့သူမကတောင်ပန်တွေကိုမြင်လိုက်တာနဲ့မေ့လျော့သွားတယ်သူမေ့လျော့နေတဲ့သူမကိုစေးရုံတို့အမြန်ယူသွားတယ်ကံကောင်းတာကကင်မရာတွေကသူ့ကြောဘက်ကိုပဲဖမ်းမိတယ်ဒါပေမဲ့အဲ့ဒီပုံရိပ်ကိုចောင်းသားတွေမှတ်မိသွားတယ်လူတွေကသူ့ကိုမဖြစ်မနေထူးဆန်းသူလို့ထင်ပြီးရှောင်ကြတယ်သူကတော့အဲ့ဒါကိုအရေးမထားဘူးသူမကသူ့ကိုတရဝါလို့မထင်ဘူးဆိုရင်လုံလောက်ပြီလို့ထင်တယ်ဒါပေမဲ့သူမမျောလင့်ထားတာဖြစ်လာတယ်သူမမျက်စိဖွင့်ပြီးသူ့ကိုမြင်တာနဲ့အော်ပြီးထွက်သွားခိုင်းတယ်နောက်တစ်ခါမလာနဲ့လို့ပြောပြီးသူ့ကိုထူးဆန်းသူလို့ခေါ်တယ်သူစိတ်ပြက်ပြီးအိမ်ပြန်သွားတယ်သူ့ကြောပေါ်ကတောင်းပန်တွေကြောင့်အရာအလုံးပြတ်သွားပြီလို့ယုံကြည်ပြီးတက်ကြီးယူကဖျက်ချင်တယ်ဒါပေမဲ့နာကျင်မှုမခံနိုင်တော့အောင်ပြင်းထန်တဲ့သူမလုံနိုင်ခဲ့ဘူးနောက်တော့အမိုးပေါ်တက်ပြီးအဆုံးသတ်ဖို့ဆုံးဖြတ်ကခုန်ချလိုက်တယ်အားလုံးပြီးသွားပြီလို့ထင်နေချိန်မှာမိမတယောက်အဆောက်အဦဘေးမှာပေါ်လာတယ်သူမကနိုင်ရန်ပေါ်မှာတကယ်ပဲရက်နေတယ်သူမပြောလိုက်တဲ့စကားကသူ့ကိုအားအသင့်စေခဲ့တယ်